ကုံဆောင်မိခင်လောင်းလို့ရေအခုဆိုလို့ရှိရင်မမေတို့ရဲ့ကိုဝန်က16ဘက်ကိုရောက်ရှိနေပြီဖြစ်ပါတယ်အခုချိန်မှာဆိုရင်မမေတို့စိတ်ထဲမှာမမေတို့ဘိုက်ထဲကတက်လက်လက်ဖြစ်နေတာလေးကကလေးလေးလှူရှားတာလားကလေးလေးကတတလေးလားမိမိလေးလားဆိုတာခွဲခြားလို့ရပြီလားကလေးလေးကဘလူးပုံစံမျိုးလေးရှိနေပြီလေမမေတို့ကတော့ဒီခါနာတာတွေဘာတွေခံစားရတာဘာကြောင့်လဲဆိုတာလေးတွေကိုသိကျင်တော့ပြီဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးမှာကျွန်မကလေးလေးရဲ့ဖွံ့ဖြိုးတိုးတက်မှုမမေတို့ခံစားရမယ့်လက္ခဏာလေးတွေနဲ့စာဝန်ရှောင်ရံလေးတွေကိုချက်ပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးပဲစကြည့်လိုက်ကြအောင်နော်အားလုံးပဲမင်္ဂလာပါဒေါက်တာနဝင်းဘလော့ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်အခုချိန်မှာဆိုလို့ရှိရင်မမေတို့ရဲ့ကိုဝန်က16ဘက်ကိုရောက်ရှိနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကလေးလေးကိုမွေးဖွားဖို့အတွက်22ဘက်ပဲလိုပါတော့တယ်အခုချိန်မှာဆိုလို့ရှိရင်ကလေးလေးရဲ့အရှိက6လမှလောက်ရှိနေပြီဖြစ်တဲ့ပြင်ကိုအလေးချိန်ကလည်း8အောင်စားလောက်ရှိနေပြီဖြစ်ပါတယ်။မေမေတို့ကလေးမွေးလာတဲ့ချိန်မှာမြင်ရမယ်ဒီကလေးပေါ်ကဖြူဖြူဖက်ကလေးတွေခေါ်တဲ့ varnish လို့ခေါ်တဲ့ချွဲကြီးကြီးဟာလေးတွေကဒီချိန်ကစပြီးတော့ပေါ်ပေါက်လာတာဖြစ်ပါတယ်။အဲ့ varnish ဆိုတာကကလေးလေးကဗိုက်ထဲကနေပြီးအပြင်ထွက်လာတဲ့အခါအပူချိန်ပြောင်းလဲကိုသူခံနိုင်ရရှိဖို့အတွက်ကာကွယ်ပေးတာပါ။ဒီအပူချိန်အပြောင်းလဲကိုခံနိုင်ရရှိဖို့အတွက်ဒီ varnish ဆိုတဲ့ချွဲချစ်အဖြူဘက်တွေအပြင်ကိုလန်နူကိုဟဲဆိုတဲ့မွေးညင်းနုတွေကလည်းဖုံးအုပ်ပေးတာတဲ့အဲ့ဒါပြင်ခန္ဓာကိုယ်တွင်းမှာလည်း brown fat လို့ခေါ်တဲ့အစီထက်တစ်ထက်ကနေပြီးတော့ကလေးလေးရဲ့ခန္ဓာကိုယ်ကိုအပြင်ထွက်လာတဲ့အချိန်မှာအပြင် temperature ကိုခံနိုင်ရရှိအောင်ဆိုပြီးတော့ကာကွယ်ပေးတာဖြစ်ပါတယ်အဲ့တော့မမေတို့ဒီကိုဝန်ဆောင်ကာလာဒီ16ဘက်ကနေစပြီးတော့မွေးဖွားပြီးရဲ့အထိကိုဒီခန္ဓာကိုယ်တွင်းကဒီအစီလွာလေးတွေကတဖြည်းဖြည်းနဲ့တိုးပွားလာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကလေးလေးမွေးဖွားလာတဲ့အခါသူနှွေးထွေးဖို့အတွက်ဒါကအကာအကွယ်ပေးနေမှာပါအဲ့ဒါပြင်ကလေးလေးရဲ့ကြောက်ကက်ကလည်းစီးကောင်းကောင်းသွားနိုင်အောင်ထောက်ကူပြုပေးနေပါတယ်ကလေးလေးရဲ့စီးကလူကြီးစီးနဲ့မတူပဲယောဂဘုံမတွေတန့်စင်တဲ့အတွက်ကြောင့်မလို့သူစွန့်ထုတ်တဲ့စီးရလဲဒီမမေတို့ရဲ့ရေမွားအိတ်ထဲကိုပြန်လဲပြီးတော့စွန့်ထုတ်တာဖြစ်ပါတယ်အဲအားကြောင့်မလို့မမေတို့ကလေးလေးကဒီစီးပါဝင်တဲ့ရေမွားရေကိုသူကမျိုးချပေးမယ်လေဘာယောဂပိုးမှသူ့စီမှာမရှိတာဖြစ်နေပါတယ်ကလေးလေးရဲ့အကြားအာယုံပြင်ကိုအာယုံဂျောစနစ်ကလည်းအခုချိန်မှာကောင်းကောင်းဖွံ့ဖြိုးလာပြီဖြစ်တယ်အဲ့တော့မမေတို့အပြင်ကနေပြီးတော့စကားပြောတာတွေတချင်းဆိုတာတွေစာအုပ်ဖတ်ပြတာလေးတွေကသူအခုချိန်မှာဝိုးတော်ဝါဒစပြီးတော့ကြားနေပြီဖြစ်ပါတယ်အဲ့ဒါပြင်မမေတို့ရဲ့အတန်လေးတွေကိုစပြီးတော့မှတ်သားနေပါပြီအဲ့တော့ဖြစ်နိုင်လို့ရှိရင်မမေတို့အပြင်ကနေပြီးတော့ဖေဖေတို့ဖိုးဖိုးဖွားဖွားတို့ကလည်းစကားလေးပြောပြီးလို့ရှိရင်ဘသူအတန်ဆိုပြီးတော့စပြီးတော့ခွဲခြားနေပါပြီကလေးလေးရဲ့အုံနောက်နဲ့အာယုံကြောစနစ်ကကောင်းကောင်းဖွံ့ဖြိုးလာတဲ့အတွက်ကြောင့်မလို့ဒီအုံနောက်နဲ့ကြွက်သားကိုဆက်သွယ်ပေးတဲ့အာယုံကြောကကလေးလေးကိုလက်မဆုပ်တာတွေလက်လှုပ်ရှားတာတွေသူစိတ်ခံစားချက်အတိုင်းခေါင်းလေးကိုလှုပ်တာလက်ကလေးလှုပ်တာခြေကလေးလှုပ်တာမျိုးလေးတွေကိုအခုချိန်ကစပြီးတော့လုပ်နေပါပြီဒီလှုပ်ရှားမှုတွေကိုမမေတို့ကအခုချိန်မှာကောင်းကောင်းခံစားလာပြီဖြစ်ပါတယ်တကယ်လို့မမေတို့မခံစားရသေးဘူးဆိုလို့ရှိရင်လည်းစိတ်မပူပါနဲ့22ပတ်ထိစောင့်ကြည့်လို့ရပါသေးတယ်အဲ့တော့ကလေးလေးလှုပ်ရှားတာကိုစပြီးတော့မမေတို့ခံစားတာကို quickening လို့ခေါ်တယ်ပေါ့နော်အဲ့ဒါလေးကဒီဘိုက်ထဲမှာလက်ပြကလေးပြန်နေသလိုမျိုးငါးကလေးကူးခတ်နေသလိုမျိုးခံစားတာဖြစ်ပါတယ်အားလာနေတွေကိုမမေတို့ငြိမ်ငြိမ်လေးနေနေတဲ့အချိန်မှာတေချာလေးခံစားကြည့်ကြည့်ပါအဲ့ဒီလိုမျိုးလှုပ်လှုပ်ရှားရှားဖြစ်နေတာလေးတွေကနေ့တိုင်းစက်တိုင်းဖြစ်နေရဆိုလို့ရှိရင်တော့ဒါခလေးလေးလုံနေတာပါဒီကလို့မဟုတ်ပဲနဲ့တစ်ချက်ပဲဖြစ်လာတယ်ဇက်တိုင်းလည်းမဖြစ်ဘူးဆိုလို့ရှိရင်တော့ဒါတခြားတွေးသွားလာတာတွေကြွက်သားတွေကျုံချဲ့တာမျိုးတွေခံစားရတာဖြစ်ပါလိမ့်မယ်ဒါပေမဲ့တခုသတိထားမှာကမမေတို့ရဲ့အချင်းကအရှိဘက်ကိုရောက်နေတယ်ဆိုလို့ရှိရင်တော့ခလေးလေးလှူရှားမှုကိုယတိတာတာမခံစားတာမျိုးတော့ဖြစ်နိုင်ပါတယ်မမေတို့ခန္ဓာကိုယ်ပြောင်းလဲမှုတွေပြပေးပါမယ်အခုချိန်မှာမမေတို့ဘိုက်ကရှေ့ကိုနည်းနည်းဆူထွက်တဲ့အောင်ဖြစ်နေတဲ့အတွက်ကြောင့်မလို့မမေတို့ဘိုက်ထဲမှာရှိတဲ့တအိမ်ကိုထိန်းထားတဲ့ကြွက်သားတွေကလည်းစပြီးတော့ချဲ့လာပါပြီအဲ့ဒါပြင်ခါအောက်ပိုင်းကကြိုးရိုးမကလည်းခန္ဓာကိုယ်ရှေ့ကိုထွက်လာတဲ့ဘိုက်ကိုသူကအထောက်ပံ့ပေးဖို့အတွက်နောက်ကိုတဖြည်းဖြည်းစပြီးတော့ကော့တက်တဲ့ပုံစံမျိုးလေးဖြစ်လာမယ်ဒီကြွက်သားကစန့်ပြီးတော့ရော်ရဲလာတာရဲ့ဒီကြောရိုးကဒီကော့လာနဲ့ပေါင်းပြီးတော့မမေတို့မှာခါနာတဲ့ဝေဒနာကိုဒီချိန်မှာစပြီးတော့ခံစားရနိုင်ပါတယ်ဒီခါနာတဲ့ဝေဒနာကကိုယ်ဝန်ဆောင်ကာလရဲ့ဘယ်ချိန်မျိုးမဆိုမှဖြစ်နိုင်ပေမဲ့အထူးသဖြင့်9လနဲ့9လကြားမှာစပြီးတော့ဖြစ်ပေါ်တတ်ပါတယ်ဒီထားခြင်းမှုကတာမန်စိတ်နှောက်ယှက်ဖြစ်အောင်လောက်ပဲဖြစ်တတ်ပေမဲ့တကယ်လို့မမေတို့စီမှာအရင်ကခါနာဝေဒနာခံစားဘူးတဲ့ခါထန်ရတာဘူးတဲ့ဆိုလို့ရှိရင်တော့မမေတို့တိတနာခြင်းမှုကိုအခုချိန်မှာခံစားရနိုင်ပါတယ်အခုချိန်မှာဆိုရင်မမေတို့ရဲ့ကိုယ်လေးချိန်ကလည်းတစ်ပတ်ကိုတစ်ပေါင်နိုးနဲ့တိုးနေပြီးတော့၄ပတ်မြောက်မှာဆိုလို့ရှိရင်၄ပေါင်မျိုးတိုးမှာပါအဲ့တော့မမေတို့အပတ်20မှာစုစုပေါင်းကိုယ်လေးချိန်10ပေါင်ခန့်တိုးနေပြီဖြစ်ပါတယ်
အဲ့တော့မမေတို့အခုချိန်မှာအကြံပေးချင်တာကတော့ကိုဝန်ဆောင်ဘောင်းမီတွေစားဖို့အတွက်အကြံပြုချင်ပါတယ်အဲ့ဒါအပြင်ကိုခါးနာတာလေးတွေကနည်းနည်းပိုပြီးတော့စိတ်နှောက်ယှက်ဖြစ်လာနိုင်တဲ့အတွက်ကြောင့်မလို့ဒီကိုဝန်ဆောင်ကပတ်မျိုးကိုစပြီးတော့အသုံးပြုသင့်ပါပြီအရေးကြီးတာတစ်ခုကျွန်မမှာချင်တာကအခုကိုလေးချိန်တက်တာနဲ့မိမိကိုယ်ရနာပြောင်းလဲမှုကိုမမေတို့အနေနဲ့စိတ်ရှည်ပေးပါခန္ဓာကိုယ်ပြောင်းလဲမှုကကိုဝန်ဆောင်ပြီးသွားလို့ရှိရင်ချက်ချင်းကြီးရင်မူလပုံစံပြန်ဖြစ်သွားမှာမဟုတ်ပါဘူးအဲ့တော့ကိုဝလာတဲ့ခန္ဓာကိုယ်ကြီးကပြိုးကြီးဖြစ်သွားတယ်ဆိုပြီးတော့စိတ်တက်မကြဘဲနဲ့ဒါကိုဝန်ဆောင်ကာလမိခင်တိုင်းဖြစ်တဲ့ခရီးစဉ်တစ်ခုဆိုပြီးတော့မထားပေးပါရှင်ခြေထောက်ကျွတ်တက်တာမျိုးလေးတွေလည်းမမီတို့ခံစားနိုင်ပါတယ်ခြေသလုံးနဲ့ခြေဘွားကျွတ်တက်တာမျိုးလေးတွေကမမီတို့ညဘက်အနားယူတဲ့ချိန်အိတ်တဲ့ချိန်လေးတွေမှာပို့ပြီးတော့ခံစားတတ်တယ်အဲ့ဒါကိုသက်သာစေဖို့အတွက်ခြေဘွားကိုဒီလိုကောတာပြန်ချတာလက်ကျင်ကမ်းမျိုးလေးတွေကိုဝန်ဆောင်လက်ကျင်ကမ်းမျိုးလေးတွေကိုလုပ်သင့်ပါတယ်ပြီးလို့ရှိရင်ရေမြမြတောက်ပါအဲ့ရမဝင်ခင်အကျော်လျှော့တဲ့လက်ကျင်ကမ်းမျိုးလေးတွေကိုလုပ်ပေးပါတကယ်လို့ကျွတ်တက်တာကဇက်တိုက်ဖြစ်နေရဆိုလို့ရှိရင်တော့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ကယ်လ်ဆီယမ်နဲ့မန်ဂနီဆီယမ်ပါတဲ့အားစီးမျိုးတွေကိုတောက်သုံးနိုင်ပါတယ်အဲ့ဒါပြင်ရေဓာတ်ပြေဝဖို့အတွက်လိုအပ်ပြီးတော့ဒီပိုတက်ဆီယမ်ဓာတ်အများဆုံးပါတဲ့ငပြောသီးလိုမျိုးအသီးမျိုးတွေကိုလည်းပို့ပြီးစားပေးခြင်းအပြင်ကျွတ်တက်ခြင်းကိုသက်သာစေနိုင်ပါတယ်အရေးကြီးတဲ့စစ်ဆေးမှုတွေပြပြပေးမယ်အခုချိန်မှာမမေတို့မျိုးရိုးဗီဇဆိုင်ရာစစ်ဆေးမှုတွေလုပ်ချင်တယ်ဆိုလို့ရှိရင်တော့9ပတ်နဲ့6ရက်အထိကိုလုပ်နိုင်ပါသေးတယ်အဲ့ဒါပြင်ကိုအရေးကြီးတဲ့ ultrasound တစ်ခုဖြစ်တဲ့ anomaly scan ကို18ပတ်မှာမရိုက်ဖြစ်ဘူးဆိုလို့ရှိရင်တော့ဒီကာလမှာရိုက်လို့ရပါသေးတယ်ဒီ anomaly scan ကိုရိုက်တဲ့အတွက်ကြောင့်မလို့မမီတို့ကလေးလေးမှာကိုယ်ရင်းအင်္ဂါချိုရင်းမှုရှိမရှိရဲ့မမီတို့ကလေးလေးကတတလေးလားမိမိလေးလားဆိုတာကိုဒီ ultrasound ကနေပြီးတော့သိနိုင်ပါတယ်မမေတို့ကလေးလေးပြုစုဆောက်ရှောက်ရေးတင်တန်းတွေတက်ချင်တယ်ဆိုလို့ရှိရင်လည်းဒီကာလမှာတက်ထားလို့ရပါပြီဒီကာလမှာမမေတို့ရဲ့အားအင်တွေကအပြည့်ဖြစ်နေသေးတဲ့အတွက်ကြောင့်မလို့တကယ်လို့မမေတို့မွေးကစားကလေးပြုစုဆောက်ရှောက်ရေးတင်တန်းမျိုးလေးတွေတက်ချင်တယ်ဆိုလို့ရှိရင်တော့ဒီကာလမှာစပြီးတော့တက်ထားလို့ရပါတယ် tip of the week အနေနဲ့တန်တက်ကြွယ်ဝတဲ့အစားအသောက်လေးတွေကိုဒီကာလမှာပို့ပြီးစားတတ်ပါတယ်မမေတို့ခန္ဓာကိုယ်ကမမေတို့အတွက်ပြင်ကလေးလေးအတွက်ပါပို့ပြီးတော့သွေးကလည်းပတ်နေတဲ့အတွက်ကြောင့်လို့တန်တက်ကအရေးကြီးပါတယ်အဲ့တော့တန်တက်ပါတဲ့အစားအသောက်တွေဖြစ်တဲ့အသားငါအသေးဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ဟင်းနုနယ်ရက်လိုမျိုးပဲမျိုးတွေကိုဒီကာလမှာစားသင့်ပါတယ်အဲ့ဒါပြင်ဗီတာမင်စီကျွယ်ဝတဲ့အချင်တက်ပါတဲ့အသီးတွေကိုလည်းဒီကာလမှာတွဲပြီးတော့စားရဆိုလို့ရှိရင်တန်တက်ဆုပ်ယူမှုကိုပို့ပြီးတော့အားကောင်းစေတဲ့အတွက်ကြောင့်မလို့ဒီသွေးအားနေတာကိုအနည်းနဲ့အများနဲ့တော့ကာကွယ်ပေးနိုင်ပါတယ်မမေတို့အားလုံးကျန်းမာပျော်ရွှင်တဲ့ကိုယ်ဝန်ဆောင်ခရီးစဉ်တွေဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်မမေတို့မေးစရာမေးခွန်းတွေရှိတယ်ဆိုလို့ရှိရင်တော့အောက်က comment box မှာဖြစ်ဖြစ် message မှာဖြစ်ဖြစ်မေးခွန်းလေးတွေချန်ထားလို့ရပါတယ်ကျမတောက်ကြစနေတနင်္ဂနွေည9:00နာရီနောက်ပိုင်းအလင်းတင်လို့ဖြေထားပေးပါတယ်ရှင်အားလုံးပဲကိုယ်ဆောင်ကျမ်းမာရေးမိခင်နဲ့ကလေးကျမ်းမာရေးကလေးကျမ်းမာရေးအမျိုးသမီးကျမ်းမာရေးဘူးတုဒ္ဒတွေသိကျင်တယ်ဆိုလို့ရှိရင်တော့ကျမရဲ့ channel လေးကို like and subscribe လုပ်ထားလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်